ဒီနေ့မှာတော့ DC ရုပ်ရှင်တွေဘာကြောင့်တကားပြီးတကား face နေရတယ်လဲဆိုတော့ကျွန်တော်ရတကိုရေးအမြင့်ကိုဝင်းပြောပေးသွားမှာပါတကယ်တော့ကြာရှုံးတယ်ဆိုတာကလည်းတအုံးချင်းစီရဲ့အမြင့်အပေါ်မှာပဲမူတည်ပါတယ်ရုံဝင်ငွေဘယ်လောက်ရတယ်ဆိုတာထက်ကြီးစုသူတွေရဲ့စိတ်ကျေနပ်မှုကပိုပြီးအရေးကြီးပါတယ်ဥပမာတရားမှာကွန်ဆယ်လောက်ကသဘောမကျဘူးဆိုရင်အဲ့ဒီကားဟာကြာရှုံးတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းတစ်ဖက်မှာ DC ကားတွေကိုအခုထိအားပေးနေစေပရိသတ်တွေရှိနေပါသေးတယ်DC ရုပ်ရှင်တွေအကြောင်းပြောမယ်ဆိုရင် The Dark Knight Trilogy ကိုအရင်ဆုံးပြေးမြင်ကြမှာပါ Batman လိုဂန်ဒဝင်းဇာကောင်ကိုအနှစ်သာရရှိနဲ့လေးလေးနက်နက်ပုံဖော်ထားတာဟာတကယ်ကိုပြောင်မြောက်လာပါတယ်အဲ့ဒီနောက်မှာထွက်ရှိခဲ့တဲ့ Man of Steel ဟာလည်း Director Zack Snyder ရဲ့လက်ညှာနဲ့အတူ DC ရဲ့အနှစ်သာရဖြစ်တဲ့ Deep and Dark ပုံစံကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ် DCEU ရဲ့အစားထိုးမှုအထက် Batman v Superman ထပ်လာတဲ့အခါမှာလည်းဝေဖန်မှုတွေရှိခဲ့ပေမဲ့ DC ရဲ့အမူလဟန်ကိုတော့မပြောက်ပဲသေးပါဘူး2016က Suicide Squad အထီတောင် DC ဟာသူ့လမ်းကြောင်းနဲ့သူရှိနေပါသေးတယ်။အဲ့ဒီအချိန်မှာပြိုင်ဘက် MCU ကဟာတာတွေနော်ပြီးပျော်စရာကောင်းတဲ့ပုံစံနဲ့အောင်မြင်နေပေမဲ့ပရိသတ်အတော်များများကတော့ DC ရဲ့လီနတ်မှုအငွေ့အသက်ကိုပိုပြီးမျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့2019မှာထွက်ရှိခဲ့တဲ့ Justice League ကတော့အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဇက်သိန်းပိုင်းမှာမစီမဆိုင်အခန်းတွေကြောင့်ပရိသတ်အတော်များများကိုစိတ်ပျက်စေခဲ့ပါတယ်။စူပါဟီးရိုးတကားအနေနဲ့ပဲဖြစ်ဖြစ် DC ရဲ့စာနှုန်းနဲ့ပဲဖြစ်ဖြစ်ဒီကားဟာတကယ်ကိုကြာရှုံးခဲ့ပါတယ်။ပြောရရင်တော့ဒီကားဟာ DCEU ရဲ့နှီးကုန်းအတော့လမ်းစာဖောက်လိုက်တယ်လို့ပါပဲ။နောက်ပိုင်းမှာတော့ James Gunn ရောက်လာပြီး DC ရဲ့အပြောင်းလဲတွေကိုစတင်ခဲ့ပါတယ်။သူရိုက်ကူးခဲ့တဲ့ The Suicide Squad 2020တိတ်ကိုလူကြိုက်များခဲ့ပြီးမြဲအဲ့ဒီမှာ DC ရဲ့မူလအနှစ်သာရတွေပျောက်ဆုံးသွားတာကိုတွေ့ရပါတယ်။ Deep and Dark ထတဲ့အငွေအသက်တွေမရှိတော့ပဲ King Shark လိုဇာတ်ကောင်မျိုးတောင်ငပေါ်ဖထီးလေးထသွားခဲ့ပါတယ်။တကယ်တော့ Marvel နဲ့ရှင်ရင် DC ကိုပိုကြိုက်ကြတဲ့သူတွေဟာ DC ရဲ့လေးနတ်မှုကြောင့်ကြိုက်ကြပါတယ်။ဟာတာတွေနဲ့ပျော်စရာကောင်းတဲ့စူပါဟီးရိုးကားတွေအသက်ကတော့ Marvel ကလုံလောက်နေပါပြီ။ဒါပေမဲ့နောက်ပိုင်းထွက်လာတဲ့ Shazam လို့ Black Adam လို့ Blue Beetle လို့ကားတွေဟာ DC ရဲ့မူလလမ်းကြောင်းကနေသွေးဖယ်သွားခဲ့ပါတယ်။အထူးသဖြင့် Blue Beetle ဆိုရင်မိသားစုအကြောင်းတွေကိုအထင်းအဓမ္မထည့်သွင်းထားတာရဲ့အဖွားကြီးကိုမီနီဂန်ပေးကင်ခိုင်းတာကတကယ်ကိုရှုပ်ထွေးပွေလီလာပါတယ်။ခြုံငုံတုံးတက်ရရင်အစတုန်းက DC ကိုကြိုက်ခဲ့ကြတာဟာသူ့ရဲ့ထူးခြားတဲ့လေးနတ်မှုကြောင့်ပါအခုနောက်ပိုင်းမှာတော့အဲ့ဒီအချက်တွေလည်းမရှိတော့သလိုဟာတာတွေလည်းပေါ်တော်ဖြစ်နေပါတယ်ထရေလာကြည့်ုံနဲ့အရင်ဇလန်တစ်ခုလုံးကိုခံမှန်းလို့ရနေတာမျိုးတွေက DC ကိုပိုပြီးကြာရှုံးစေခဲ့ပါတယ်အရင်လို Deep and Dark ပုံစံကိုပဲဆက်သွားမလားဒါမှမဟုတ် James Gunn ရဲ့ပုံစံအတိုင်းဟာတာတွေပါပေမဲ့ဆွဲဆောင်မှုရှိတဲ့ဇက်ကောင်တွေနဲ့အနှစ်သာရရှိတဲ့ပြက်လုံးတွေပါမလားဆိုတာကအရေးကြီးပါတယ်အခုပုံစံဆိုရင်တော့ DC ဟာတကယ်ကိုလမ်းပြောင်းနေပြီလို့ပြောရမှာပါဒါကြောင့် DC fan တွေအနေနဲ့နောက်ထပ်လာမယ့် DC အသစ်ကိုပဲစောင့်ကြည့်ရတော့မှာပါအထူးသဖြင့် DC ရဲ့မူလအနှစ်သာရကိုတောင့်တနေတဲ့ old fan တွေအတွက်တော့စိတ်မကောင်းစရာပါကျွန်တော်အမြင်ကတော့ DC ဟာအခုချိန်မှာလုံးဝကိုကြာရှုံးနေပါပြီမိတ်ဆွေတို့ကတော့ဘယ်လိုထင်ကြလဲ DC ကြာရှုံးရတဲ့အကြောင်းရင်းတွေကို comment မှာဝင်ရောက်ဆွေးနွေးတော့ကြပါအောင်စကားမဆက် channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်